အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဆေးဖက်ဝင်တဲ့ဂျင်းတောက်လေးတောက်စားမယ်ပေါ့နော်အရင်ဆုံးတာဂျင်းအမြင်လေးတွေကိုပကံနဲ့ထည့်ပေးလိုက်မယ်ခရမ်းချင်တီလှီးထားတာလေးထည့်မယ်ငရုတ်တီးစိတ်နဲ့ထည့်ပေးလိုက်မယ်ပေါ့နော်ဒါတော့နှမ်းလှော်ထားတာလေးပါအဲ့ဒါလေးထည့်လိုက်မယ်ပစွန်ချောက်ထည့်မယ်ပဲနှစ်ပြန်ကြောထည့်မယ်ပြီးရင်စီချက်ထည့်မယ်ပေါ့နော်ပြီးရင်ပဲမှုတ်ထည့်မယ်အချုံမှုတ်ထည့်မယ်စီထည့်မယ်ပေါ့နော်စီထည့်ပေးပြီးရင်တော့သမယာတီးကိုညှစ်ထည့်ပေးလိုက်မယ်နက်လေးမွေးရအောင်ပေါ့နော်ဂျင်းနက်လေးနည်းနည်းပျောက်ရအောင်ပေါ့နော်သမယာတီးလေးညှစ်ထည့်ပေးပြီးတော့ရင်တော့ရပါရလေးနေပေးလိုက်မယ်ပေါ့နော်အကောင်လုံးတမတော့အောင်နေပေးလိုက်မယ်ဂျင်းတော့လေးရတော့သမင်းနဲ့လေးစားလို့ရမိုင်တယ်ပေါ့နော်ကောင်လုံးနေပြီးတော့ကြောင့်မြည်ကြည့်လိုက်တာနည်းပေါ်နေသေးငံပြရည်ထပ်ဖြည့်ပေးလိုက်မှာပေါ့နော်ငံပြရည်နဲ့ငယ်တဲ့ပေးပြီးရင်တော့ပြန်မြည်ကြည့်လိုက်တာအဆင်ပြေသွားပြီဆိုရင်တော့စားမယ့်ပကံလေးတွေကိုထည့်ပေးလိုက်မယ်ပေါ့နော်ကျတုံဖြူလေးနဲ့တွဲစားအောင်မယ်ကျင်းတော့လေးရတော့ရပါပြီ